အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒူရကျော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာလက်ရှိနေထိုင်တဲ့နေရာကနေပြီးတော့merchant rate account ဖွင့်မယ်မိတ်ဆွေမှာ passport စာအုပ်ရှိုံနဲ့မိမိနေထိုင်တဲ့နေရာကနေပြီးတော့ merchant rate account ဖွင့်လို့ရတယ်ဆိုတာသိပြီးပြီလားမသိရင်ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်ပေးမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့Play Store ကိုတွားလိုက်မယ် Play Store ကိုရောက်တဲ့အခါမှာကျွန်တော်တို့ Merchant Trade လို့ရိုက်ရှာလိုက်မယ်နော်Merchant Trade Money Live Merchant Trade Money Live ဆိုတဲ့အထဲမှာကျွန်တော်တို့ Merchant Trade Money ကိုဒီက application လေးကိုကျွန်တော်တို့down လိုက်မယ်ပေါ့နော်down ပြီးတော့ဆိုတော့ကျွန်တော်တို့ open ကိုဖွင့်မယ်ဒါကျွန်တော်ကဖွင့်ပြီးရဆိုတော့ကျွန်တော်ဟိုပြုတ်ပြရပေါ့နော်ကျွန်တော်တို့ဖွင့်တဲ့အခါမှာကျွန်တော်တို့ဘာလို့မလဲဆိုတော့မိတ်ဆွေရဲ့မူရင်းနာမည်ရဲ့နာမည်ရင်းပေါ့ဗျာမိတ်ဆွေရဲ့နာမည်ရင်းရဲ့မိတ်ဆွေနေထိုင်တဲ့address လိပ်စာပေါ့မိတ်ဆွေနေထိုင်တဲ့လိပ်စာတောင်းမယ်မိတ်ဆွေရဲ့မာတာအမေရဲ့နာမည်တောင်းမယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အမြဲတမ်းအသုံးပြုနေမဲ့ကျွန်တော်တို့မလေးရှားဖုန်းနံပါတ်လိုမယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ postal code လိုမယ် postal code လိုမယ်ကျွန်တော်တို့ state city ဒါတွေဖြည့်ပြရမယ်ဒါကလည်းလွယ်ပါတယ် postal code ဆိုတော့ကမိမိနေထိုင်တဲ့နေရာရဲ့ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်postal code က9600မိတ်ဆွေကဥပမာ4300ဖြစ်ချင်လည်းဖြစ်မယ်ကိုယ့်ရဲ့ဒီနေရာရဲ့ postal code ကိုမသိရင်ကိုနေထိုင်တဲ့နေရာရဲ့location ကိုထောက်ပြီးတော့ပထမဆုံးအနေနဲ့မြို့ကိုကြည့်မယ်ကြည့်ပြီးရတဲ့ကျွန်တော်တို့Google ရဲ့ server မှာ postal code in Malaysia ဆိုပြီးရိုက်ပြီးတော့ရှာလိုက်မယ်ဟုတ်ပြီအဲ့ဒါကြီးတွေ့ပြီးတော့ရဖြည့်ပြီးသွားရင်ဆိုလို့ရှိရင်ကျွန်တော်တို့ register စတင်မယ် register စတင်တာနဲ့ကျွန်တော်တို့ဘယ်လိုဖြစ်လာမလဲဆိုတော့အဆင့်က၄ဆင့်ရှိမယ်၄ဆင့်ရှိတဲ့အချိန်မှာကျွန်တော်တို့ passport ဓာတ်ပုံရိုက်ရမယ် selfie ရိုက်ရမယ်ဒါတွေရိုက်ပြီးတော့ရင်တော့ကျွန်တော်တို့ဘာတွေလိုအပ်မလဲဆိုတော့ပထမဆင့်အနေနဲ့ကျွန်တော်တို့ပထမဆင့်အနေနဲ့ကျွန်တော်တို့ဒီလိုလေးဖြစ်လာမှာပေါ့ဒီလိုလေးဖြစ်လာမယ်ဖြစ်လာတဲ့အခါမှာအဆင့်၄ဆင့်ဖြစ်လာတယ်ကတ်ပင်ထားမယ်ဟလားကတ်ဒီလေးထားမယ်ဒါကတ်တွေကစအကုန်လုံး register တင်တဲ့အခါမှာကျွန်တော်တို့ပထမဆုံးအနေနဲ့လုပ်ရမှာကတော့အပ်ဖြစ်ရမယ်ငွေဖြစ်ရမယ်ငွေဖြစ်ရမယ်ဆိုတော့သူ့ရဲ့ fee ကကျွန်တော်တို့ဘယ်လိုရေးတာလဲဆိုတော့ခဏလေးနော်deposit က20ပေးရမယ်တဲ့ deposit က20ကျွန်တော်တို့ passport နဲ့ဖွင့်ထားတဲ့အတွက်wallet limit က2000ထိထည့်လို့ရမယ် ringgit 2000ပြီးတော့refundable fee က10ပြီးတော့ issue fee က10အားလုံးပေါင်းဒီကတ်ဖွင့်လို့ရှိရင်40ကုန်ကြမယ်နော်40ကုန်ကြမယ်ကိုကတော့အပ်ဖြစ်တဲ့အခါမှာ50ဖြစ်ရင်လည်းရတယ်လို့100ဖြစ်ရင်လည်းရပါတယ်ရတဲ့အခါမှာကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကတ်တော့မရသေးဘူးနော်register တင်ပြီးတော့ register တင်ပြီးတော့ရင်နောက်ထပ်1နာရီ2နာရီလောက်နေရင် activate ဖြစ်တဲ့အကြောင်းပြပါလိမ့်မယ်ပြတဲ့အခါမှာကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဝင်ရမှာကဒီ application နဲ့ဝင်လိုက်တဲ့အခါမှာဒီလိုအခြေအနေမျိုးတွေပြမယ်ဒီလိုအခြေအနေမျိုးတွေပြလို့ရှိရင်ကျွန်တော်တို့တွားမယ် step ကကျွန်တော်တို့ setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးတော့ cut setting ကိုတွားမယ် cut setting ကိုတွားပြီးတော့ကျွန်တော် cut ဒီလေးကိုကြည့်မယ် cut ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ number တွေပေါ့ကွာနောက်ဆုံးမိတ်၄လုံးပါမယ်wallet limit ဘလောက်2000ပါမယ် deposit က20 expiry date က2030ဆိုပြီးပါလာမယ်ဟုတ်ပြီကျွန်တော်တို့ကတ် limit ကလည်းကတ်ရဲ့ number ကလည်းနောက်ဆုံးမိတ်၄လုံးပြပေးထားပါတယ်ဟုတ်ပြီကျွန်တော်အဆင့်၄ဆင့်နဲ့ကနောက်ဆုံးမိတ်ကတ် activate ကိုပြမယ်ကတ် activate မှာကျွန်တော် already ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒါဒီတိုင်းပြနေပေါ့ already မဖြစ်တဲ့လူကကျွန်တော်တို့ဘာတောင်းမလဲဆိုတော့ကျွန်တော်တို့ကတ်ကိုပင်နံပါတ်ထားမယ်ပင်နံပါတ်ထားပြီးတော့ကျွန်တော်တို့ရဲ့ကတ်ရဲ့နောက်ဆုံး၄လုံးဆိုတာတောင်းလိုက်မယ်နောက်ဆုံး၄လုံးကကျွန်တော်တို့ကတ်ဒီမှာကြည့်လိုက်လို့ရှိရင်
ဒီမှာ9990ဒီမှာ9993ညဆိုပြီးတော့ကျွန်တော်တို့ဒီမှာပါတယ်အလေးလုံးလေးဖြည့်လိုက်တာ ਨੇ ကျွန်တော်ကတ် activate လုပ်လို့ရပြီခဏပဲစောင့်ပါမိနစ်အများကြီးမကြာပါဘူး activate activate အချက်လက်တွေကြာလာပါလိမ့်မယ်ကျွန်တော်ဒီနေရာမှာတခုပြောချင်တာကကျွန်တော်တို့အမြဲသုံးနေတဲ့ single ဖြစ်ရမယ်ပြီးတော့ကျွန်တော်တို့အမြဲတမ်းသုံးမဲ့ Gmail account တစ်ခုရှိရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ log in log out ထွက်သွားတဲ့အခါမှာကျွန်တော်တို့ဒါလိုအပ်မယ်လို့ထင်တယ်။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့က wallet တစ်ခုပဲရရလား။ပထမဆုံးအနေနဲ့ account ဖွင့်နေချိန်မှာ wallet ရပါတယ်။ဒါပေမဲ့သုံးလို့ရလား။သုံးလို့မရသေးပါဘူး။အဲ့ဒါဆိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲ။ဟုတ်ပြီ။ကျွန်တော်တို့ကတ် activate လုပ်တဲ့အခါမှာကျွန်တော်တို့ကတ်ရဲ့လိပ်စာတွေထည့်ပေးရတယ်နော်။လိပ်စာတွေထည့်တဲ့အခါမှာကျွန်တော်တို့မှန်ကန်ဖို့တော့လိုအပ်မယ်။မှန်ကန်ဖို့လိုအပ်တယ်ဆိုတာကကျွန်တော်တို့ရဲ့လိပ်စာမှန်ကန်မှအဓိကကတ်ရဲ့အချက်လက်တွေမှန်ကန်မှဒီလိပ်စာမှန်ကန်တဲ့ဒီနေရာကိုကတ်ကိုလာပို့ပေးလိမ့်မယ် delivery နဲ့ပို့တဲ့အချိန်မှာကျွန်တော်တို့ရဲ့လိပ်စာတွေကမှားယွင်းခဲ့သည်ရှိလို့ရှိရင်မှားတဲ့အတိုင်းပဲတွားပို့ပါလိမ့်မယ်။ဒါကြောင့်မို့အကောင်းဆုံးအခြေအနေကိုလေချာစစ်စစ်ပြီးတော့ကိုယ့်ရဲ့လိပ်စာကိုလေချာထည့်သွင်းရေးဖို့လိုအပ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ကကတ် activate ဖြစ်သွားရင်အဲဆိုရင်ကတ်ကဘယ်နည်းလောက်ကြာမှာလဲ။ဘယ်နည်းလောက်ကြာရင်ကတ်ပြန်ရနိုင်လဲ။အရင်မကြာဘူးဗျကျွန်တော်လုပ်တာကတော့ရှေ့တစ်ပတ်ဗုဒ္ဓဟူးနေ့ကလုပ်တယ်ဒီတစ်ပတ်အင်္ဂါနေ့ရောက်တယ်။ဥပမာပြောရရင်9ရက်တစ်ပတ်တော့ကြာလိမ့်မယ်။တစ်ခါကြောလေ3ရက်လောက်ပဲကြာတယ်လို့ပြောကြတယ်။တို့တော့စိတ်မပူပါနဲ့ don't worry စိတ်မပူပါနဲ့ကျွန်တော်တို့လုပ်ရမှာက password ရှိတာနဲ့ merchant trade account ကိုဖွင့်ထားမယ်။ကတ်ကို ready made ရောက်လာမယ်။ဟုတ်ပြီကျွန်တော်ဒီနေ့ရောက်လာတာကတော့ကျွန်တော် merchant trade ကနေပို့လိုက်တဲ့ဒီကတ်ကလေးဖြစ်ပါတယ်။ unboxing တော့ကျွန်တော်မလုပ်ရသေးပါဘူး။ဒီကတ်ကလေးရောက်လာတဲ့အတွက်ကျွန်တော်အရန်လဲဝမ်းသာပါတယ်။ဟုတ်ပြီmerchant trade account ကဘာကြောင့်ဖွင့်တင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာကြောင့်ဖွင့်တင်တာလဲဆိုတော့ကျွန်တော်တို့နိုင်ငံကိုငွေလဲတဲ့အခါမှာစိုင်ပြီးတွားနေစရာလဲမလိုဘူးကုန်ကျစရိတ်လဲတက်တောင်တက်တာနဲ့ဥပမာဒီမှာကုန်ကျစရိတ်ကကျွန်တော်တို့17ကျပ်ပဲကျတယ်ဘလောက်လွယ်17ကျပ်ပဲကျတယ်ဟုတ်ပြီလွှဲတဲ့ system ကဘာနဲ့ရမလဲဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံရဲ့တခုတည်းတော့အကောင်းဆုံးသော KB ရပါတယ် KB ရတဲ့အခါမှာကျွန်တော်တို့ဒီ remittance service နေရာမှာ country နေရာမှာကျွန်တော်တို့မြန်မာကိုရွေးလိုက်မယ်မြန်မာကိုရွေးပြီးတော့ဒီမှာကိုလွှဲကျင်တဲ့ amount ကိုဥပမာရိုက်ထည့်လိုက်မယ်ဒီနေ့ဆိုရင်1038ကျပ်တောင်ပေါက်တယ်နော်ဒါကြောင့်မလို့ send money ကိုနှိပ်မယ် send money ကိုနှိပ်ပြီးတော့ကျွန်တော်တို့တွားကျင်တဲ့ကျွန်တော်တို့ရွေးကျင်တဲ့ဒီမှာဘဏ်အကောင့် KB ဆက်ပေးရဲ့ဘဏ်အကောင့်တွေကိုထည့်မလားဒါမှမဟုတ်တခြားသော CB ပေးရဲ့ဘဏ်အကောင့်တွေကိုထည့်မလား CB ဘဏ်အကုန်လုံးရနော်ဘဏ်အကောင့်နဲ့ဆိုမြန်မာနိုင်ငံရဲ့ဘဏ်အကောင့်တော်တော်များများရပါတယ်ကျွန်တော်တို့ payment system ကတော့ Kamosa Pay ကရပါတယ်ဗျဒီမှာ recommend ပေးတာဒါ Kamosa Pay ဒီနေ့1035ကျပ်ဟုတ်ပြီ35 38အဲ့လိုဖြစ်နေတဲ့အတွက်ကျွန်တော်တို့ confirm ရွေးလိုက်တယ်ကျွန်တော်ကဒီမှာactivate ချိန်ထားတဲ့အတွက်အကုန်လုံးအဆင်ပြေတော့ပါပြီအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေလိုအင်ဆန္ဒပြေဝကြပါစေ merchant trade ကတ်ကိုတုံးပြီးတော့မိတ်ဆွေရဲ့အိမ်ကိုလိပ်စာတီနေရာအဆောင်အခန်းဒီနေရာကနေပြီးတော့ထိုင်ရာမှထစရာမလိုပဲလှုပ်ဆောင်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီ merchant trade account ဖွင့်နည်းအစအဆုံးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲ bye bye